အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ CK Lottery ကနေပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကြိုဆိုလိုက်ပါတယ်အခုဗီဒီယိုလေးကတော့ member ရှာနေတဲ့ agent တယောက်အနေနဲ့ပေါ့နော်လက်တလုံးမှာရရှိနိုင်မဲ့ agent ရပိုင်ခွင့်လေးတွေကိုဒီဗီဒီယိုလေးမှာစုပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကရပိုင်ခွင့်လေးတွေကိုအချက်လေးတွေခွဲပြီးတော့မြားလေးနဲ့ပြောပြပေးသွားမှာပဲเนาะကျွန်တော်ပထမဆုံးအချက်အနေနဲ့ပေါ့နော် member ရှာနေတဲ့ agent တယောက်ကဒီကျွန်တော်တို့ရဲ့CK Lottery ကနေပေးတဲ့ agent commission ကကိုနေ့စဉ်ရရှိနေမှာပဲဖြစ်ပါတယ်။အဲ့ဒီနေ့စဉ် commission ကကိုကျွန်တော်တို့ဘယ်နားလေးကနေကြည့်ရမလဲဆိုတော့ဒီမှာပေါ့နော်ကျွန်တော်တို့ဒီ promotion ဆိုတဲ့နေရာလေးရှိပါတယ်။အဲ့နေရာလေးကိုနှိပ်လိုက်ပါနှိပ်သွားလို့ရှိရင်ကျွန်တော်ဒီမှာမနေ့စုပေါင်း commission ဆိုပြီးတော့ရေးထားတယ်ပေါ့နော်။အဲ့နေရာလေးကဒါကျွန်တော်တို့နေ့စဉ်ရတဲ့ commission ကရတဲ့နေရာလေးပဲဖြစ်ပါတယ်။ဒီနေ့စဉ်ရရှိမဲ့ commission ကလေးကိုဒီမနက်တနာရီဆိုရင်ကိုယ့်ရဲ့ဂိမ်းကောင်တွေကိုအော်တိုရောက်ရှိပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီနံပါတ်2အချက်အနေနဲ့ကတော့ member ရှာနေတဲ့ agent ကပေါ့နော် agent တယောက်ကဒီဖိတ်ခေါ်စုကြီး bonus ကိုထပ်ပြီးတော့ရရှိအောင်မှာဖြစ်ပါတယ်အဲ့နေရာကိုဘယ်နာကြည့်ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာလုံဆောင်ချက်ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မှာပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာဖိတ်ခေါ်စုကြီးဆိုတဲ့နေရာလေးရှိပါတယ်အဲ့နားလေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပါလို့ရှိရင်ကျွန်တော်ဒီ bonus အကြောင်းလေးကျွန်တော်နည်းနည်းရှင်းပြမယ်ပေါ့နော်ဒီမှာဆိုရင်စု1ပေါ့နော်စု1ဆိုရင်ကျွန်တော်မိတ်ဆွေက member တစ်တယောက်ခေါ်တယ်အဲ့တယောက်ကလည်းငွေ9000သွင်းနေပေါ့နော်ငွေ9000သွင်းနေဆိုရင်ကျွန်တော်က bonus 900ရရှိမှာပဲဖြစ်ပါတယ်ဒီအောက်ကစု2ကကြတော့ဒီကျွန်တော်မိတ်ဆွေက member 3ယောက်ခေါ်တယ်အဲ့3ယောက်လုံးကလည်း1000စီသွင်းနေဆိုရင်ကျွန်တော်မိတ်ဆွေက3000ရရှိမှာပဲဖြစ်ပါတယ်အဲ့တော့ဟိုများလာရင်တော့များလာတယ်လို့ပဲပို့ပြီးတော့များလာမှာပေါ့နော်ဟိုအောက်ဆုံးမှာဆိုရင်ကျွန်တော်မိတ်ဆွေက member အယောက်900တီခေါ်နိုင်တယ်အဲ့ဒီ900လုံးကလည်းတယောက်ကို2သိန်းစီသွင်းနေဆိုရင်ကျွန်တော်မိတ်ဆွေက350ရရှိမှာပဲဖြစ်ပါတယ်ဒီ bonus ကသွားပြီးတော့ရှောက်เสียမလိုပါဘူးဒီနေရာလေးကိုနှိပ်လိုက်ပြီးဆိုရင်ရပါတယ်အမှရရှိခဲ့သည်ဆိုပြီးတော့ပေါ်တယ်ဆိုရင်တော့ယူပြီးသွားပြီပေါ့နော်အဲ့လိုမျိုးလေးသွားပြီးတော့ယူရုံပါပဲသွားပြီးတော့ဟိုရှောက်နေစီရတော့မလိုပါဘူးကျွန်တော်တို့ဒီနံပါတ်3ချက်အနေနဲ့ပေါ့နော် member တစ်ဖိတ်ခေါ်ရရှိထားတဲ့ agent တယောက်ကပေါ့နော်ဒီကိုဖိတ်ခေါ်ထားတဲ့ member တစ်ငွေသွင်းနေပေါ့နော်ပထမအကြိမ်ကိုရောဒုတိယအကြိမ်ကိုရောတတိယအကြိမ်ထိကိုပါငွေသွင်း bonus ကိုရရှိမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီငွေသွင်းပထမအကြိမ်ဒုတိယအကြိမ်တတိယအကြိမ်တွေကိုဘယ်နားမှာသွားပြီးကြည့်ရမလဲဆိုရင်ကျွန်တော်ဒီမှာsorry promotion ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်မယ်ပေါ့နော် promotion လေးကိုနှိပ်လိုက်မယ်နှိပ်ဖို့လို့ရှိရင်ကျွန်တော်ဒီမှာအကျိုးတူမိတ်ဆွေစုဆိုတဲ့နေရာလေးရှိပါတယ်အဲ့နားလေးကျွန်တော်နှိပ်လိုက်မယ်နှိပ်ဖို့လို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ဒီမှာရေးထားတယ်မှာပထမအကြိမ်ဒုတိယအကြိမ်တတိယအကြိမ်ပေါ့နော်အမှသွင်းငွေတွေလိုက်ပေါ့နော် bonus ကိုရရှိမှာပဲဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်ရဲ့မိတ်ဆွေကကိုခေါ်ရတဲ့ member တစ်ကဟိုဘယ်နှကြိမ်မြောက်ကိုငွေသွင်းတာလဲသိချင်ရင်ဒီဖိတ်စာမှတ်တမ်းလေးကိုနှိပ်လိုက်ပေါ့နော်နှိပ်လိုက်လို့ရှိရင်ဒီမှာဆိုရင်ဒီမှာဆိုရင်ရှိရပေါ့နော်ကျွန်တော်ဒီနားလေးနဲ့ပြမယ်ဒီမှာဆိုရင် fat deposit ပါညာပေါ့နော်ဒါဆိုရင်ဒါကပထမအကြိမ်ရောဒုတိယအကြိမ်တတိယအကြိမ်မသွင်းရသေးတဲ့လူပါဒီမှာဆိုရင်တော့ဒီမှာ fat deposit အမောက်မှာ9000ရေးထားတယ်ဒုတိယအကြိမ်မှာတော့မသွင်းရသေးဘူးတတိယအကြိမ်လည်းမသွင်းရသေးဘူးပေါ့နော်ကျွန်တော်တို့ဒီမှာအဲ့လိုမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေတွားပြီးတော့ဆက်လို့ရပါတယ်ကျွန်တော်ဒီမှာတလက်စတဲ့အနေနဲ့ပေါ့နော်ကျွန်တော်နံပါတ်4ချက်အနေနဲ့ကိုယ့်ရဲ့ member တွေပေါ့နော်ကိုယ့်ရဲ့ member တွေရဲ့တနေ့တာ data တွေကိုသူတို့ဘယ်လိုမျိုးစော့ကြလဲပေါ့နော်ဥပမာဆိုရင်ထိုးကြီးဘယ်လောက်ရှိတယ်ပါညာပေါ့နော်အဲ့ဒါတွေကဘယ်လိုမျိုးပြန်ကြည့်မလဲဆိုတာလေးကိုပါကျွန်တော်ရှင်းပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ထုံးစံတိုင်းပဲဒီ promotion ဆိုတဲ့နေရာလေးကိုနှိပ်မယ်နှိပ်ဖို့လို့ရှိရင်ကျွန်တော်ဒီမှာလောက်ငယ်သား data ဆိုတဲ့နေရာလေးရှိပါတယ်အဲ့နေရာလေးကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်ဖို့လို့ရှိရင်ဒီမှာဒါဆိုရင်ဒါကဒီကိုယ့်ရဲ့မနေ့က data ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒါကျွန်တော်ရဲ့လောက်ကနေပြီးတော့ငွေသွင်းတဲ့လူအကုန်လုံးပေါင်း190ဒီမှာသွင်းအဲ့190လုံးရဲ့သွင်းငွေက94သိန်းကျော်ရှိရပေါ့နော်ဒါကဒီကျွန်တော်ရဲ့
ဒါလက်ကျွန်တော်ရဲ့လက်အောက်ကနေပြီးတော့ဂိမ်းကစားထားတဲ့လူဦးရေအရေအတွက်ပါ382ယောက်ဒီမှာဆိုရင်ဒါသူတို့ရဲ့လောင်းကြီးပါဒါဆိုရင်ဒါမန်ပါသစ်ဦးရေပေါ့နော်ဒီဘက်က sorry မန်ပါသစ်ဦးရေနောက်ပြီးတော့ဒီဘက်ကကျတော့အဲ့ဒီမန်ပါသစ်23ယောက်ရဲ့သွင်းငွေပဲဖြစ်ပါတယ်ဒါတွေကဒါကျွန်တော်တို့အဆင့်60အထိပါတယ်ပေါ့နော်တကယ်လို့ကိုကတိုက်ရိုက်ကိုကြည့်နေဆိုရင်ဒီမှာအားလုံးရဲ့နေရာကနေပြီးတော့ဒီမှာအဆင့်1ပြောင်းလို့ရတယ်အဆင့်1ကိုပြောင်းလို့ရအဆင့်1ဆိုတော့တိုက်ရိုက်ပေါ့နော်ကိုကအဆင့်2ကိုကြည့်နေဆိုရင်အဆင့်2ချိန်ပြီးတော့ဒီမှာအတည်ပြုရဲ့နေရာလေးကိုနှိပ်ပြီးတော့အတည်ပြုလိုက်လို့ရှိရင်တန်းပြီးတော့ကြည့်လို့ရပါတယ်ဒါမှမဟုတ်ကိုကဒီမှာ22ရက်နေ့ရဲ့ဒိတ်ပေါ့နော်ကိုကတကယ်လို့20ရက်နေ့ဒိတ်ကိုကြည့်နေဆိုရင်ဒီလိုလေးအဲ့ဒိတ်ကလေးကိုနှိပ်ပြီးတော့20ရက်နေ့ချိန်လိုက်ချိန်သွားလို့ရှိရင်ကျွန်တော်ဒီမှာအတည်ပြုရင်လေးနှိပ်လိုက်ရင်ရပါပြီအဲ့ဒါကတော့ဒါဒီကိုရဲ့ဟိုလက်အောက်မှန်ပါရဲ့ data တွေကိုဘယ်လိုကြည့်ရမလဲဆိုတာလေးကိုကျွန်တော်ရှင်းပြပေးတာပေါ့နော်ကျွန်တော်နံပါတ်5အချက်အနေနဲ့ကတော့မမရှာနေတဲ့ agent တယောက်ကနေ့စဉ်လာစာလို့ခေါ်တဲ့ 5% ဘောနက်ကိုလည်းရရှိမှာပဲဖြစ်ပါတယ်အဲ့ဘောနက်ကိုကျွန်တော်ပုံလေးနဲ့ပြပေးမယ်ပေါ့နော်ပုံလေးနဲ့ပြပေးမယ်ဒါဆိုရင်ဒီဘောနက်ကဘယ်လိုမျိုးပေးရလဲဆိုရင်ကျွန်တော်တို့ရဲ့ဒီဖိတ်ခေါ်ထားတဲ့ member ပေါ့နော် member အသစ်ပဲဖြစ်ဖြစ်အဟောင်းပဲဖြစ်ဖြစ်ပေါ့နော်နေ့စဉ်အနည်းဆုံးသွင်းတဲ့လူကဒီ3 plus ရှိရမယ်အဲ့3 plus ဆိုတာကအနည်းဆုံးတော့3 plus ဆို3ယောက်နဲ့အထက်ပေါ့နော်3ယောက်နဲ့အထက်တော့ရှိရမယ်အဲ့ဒီ3ယောက်နဲ့အထက်ကသွင်းထားတဲ့ငွေရဲ့3%ကိုကဘောနဲ့ပြန်ပြီးတော့ရရှိမှာဖြစ်ပါတယ်အဲ့ဒါက3ယောက်ထက်ပေါ့နော်တကယ်လို့ဒီမှာအယောက်100အထက်ရှိရဆိုရင်တော့ဒီမှာ4% ရမယ်ပေါ့နော်တကယ်လို့မှကိုကအဲ့ထက်များသေးတယ်အယောက်300လေးကျော်တယ်ဆိုရင်တော့ကိုက5% ရရှိမှာဖြစ်ပါတယ်အဲ့ဒီဘောနက်ကကြတော့နေ့တိုင်းကိုရဲ့လမ်းညွှန် agent တွေစီမှာတွားပြီးတော့ရှောက်ရပါတယ်နော်အဲ့တော့ကျွန်တော်ဒီမှာနောက်ဆုံးအနေနဲ့ပေါ့နော်နောက်ဆုံးအနေနဲ့ဒီ CK Lottery ကနေပေးတဲ့တလချင်းလစာအကြောင်းလေးကိုကျွန်တော်ရှင်းပြပေးမယ်နော်အဲ့ဒီလစာနေရာလေးကိုကြည့်ချင်ရင်ဒီမှာလုံးဆောင်ချက်နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပွားပြီဆိုရင်ဒီမှာ CK Lottery ရဲ့လာစဉ် agent လာစာဆိုတဲ့နေရာလေးရှိရပေါ့နော်အဲ့နားလေးကိုနှိပ်လိုက်နှိပ်ပွားလို့ရှိရင်ဒီမှာကျွန်တော်လာစာပေးပုံလေးကိုလည်းအကြံပြရှင်းပြပေးပါမယ်ဒီဟာဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကတစ်လလုံး member သစ်10ယောက်ထက်ခေါ်ထားတယ်အဲ့ member သစ်10ယောက်ထက်ခေါ်ထားတဲ့ထဲမှာတတိယအကြိမ်ထိငွေသွင်းရ6ယောက်အထက်ရှိရဆိုရင်လာစာ9000ကနေရရှိမှာဖြစ်ပါတယ်ဒါလို့ကျွန်တော်ရဲ့မိတ်ဆွေကအဲ့ထက်များတယ်ပထမငွေသွင်းအယောက်90တိရှိတယ်နောက်ပြီးတော့စတုတ္ထကြိမ်ငွေသွင်း25ယောက်အထက်ရှိရဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေကလာစာ9သိန်းရရှိမှာဖြစ်ပါတယ်အဲ့ထက်များသေးတယ်ဆိုရင်တော့ဒီကျွန်တော်ရဲ့မိတ်ဆွေကပထမငွေသွင်းကိုအယောက်300အထက်ရှိတယ်ပစ္စမငွေသွင်းကိုအယောက်150အထက်ရှိရဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေကလာစာ330ကိုရရှိမှာဖြစ်ပါတယ်အခုကျွန်တော်အပေါ်မှာပြောပြပေးခဲ့တဲ့အကြောင်းအရာတွေကတော့ဒီ CK Lottery မှာမမရှာနေတဲ့ agent တယောက်ရဲ့ရပိုင်ခွင့်လေးတွေပဲဖြစ်ပါတယ်နော်တကယ်လို့ agent မလုပ်ရသေးဘူးကိုကစဉ်းစားနေတော့ဆိုရင်တော့အမြန်ဆုံးလုပ်ကြည့်ဖို့လည်းကျွန်တော်ကတိုက်တွန်းချင်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျ